ပထမဦးဆုံးဆရာတို့ဆွေးနွေးမယ်ဆိုရင်အရင်ဆုံး research နဲ့ပတ်သက်ပြီးတော့ paper ရေးတာပဲဖြစ်ဖြစ်နော်ဒါဘာပဲလို့ပေါ့ thesis ရေးတာပဲဖြစ်အရင်ဆုံးနားလည်ရမှာတော့ research cycle ဖြစ်ပါတယ်အဲ research cycle ရဲ့ပထမဆုံးထိပ်ဆုံးမှာရှိနေတာကတော့ study on previous work ပါ previous work ဆိုတာဘာကိုပြောတာလဲဆိုတော့အရင်တော့လူတွေဘာလုပ်ခဲ့တယ်လဲဒါကိုလေ့လာဖို့လိုပါတယ်ဥပမာဆိုပါစို့ဆရာတို့ကစပိန်စီတက်ချင်တယ်စပိန်စီတက်ချင်တယ်ဆိုရင်စပိန်ကဘယ်လိုစီးရမလဲဟဲ့လားစပိန်စီနီးဆိုတာဘယ်လိုရှိလဲဆိုတာအရင်လူတွေပြောခဲ့တာတွေနားထောင်ရတယ်အရင်လူတွေလုပ်ခဲ့တာတွေနားထောင်ရတယ်အဲ့ဒီကနေပြီးတော့အလွယ်ဆုံးစပိန်စီနီးကိုငါဟဲ့လား propose လုပ်မယ်ဆိုလို့ရှိရင်ဒါဘာလို့ရလဲဆိုတော့သူများတွေဘယ်လိုစီးခဲ့တယ်လဲအရက်ပုတဲ့လူတွေဆိုဘယ်လိုအရက်ရှည်တဲ့လူတွေဆိုဘယ်လိုစသဖြင့်ပေါ့လေဒါသူတို့အရင်လုပ်ခဲ့တဲ့လူတွေရဲ့ဆွေးနွေးချက်တွေသူတို့လုပ်ခဲ့တဲ့သုတေသနတွေအရင်ဆုံးဖတ်ရတယ်ဒါကြောင့်ကိုက research တစ်ခုကိုလုပ်တော့မယ် project တစ်ခုကိုလုပ်တော့မယ်ဆိုရင်အရင်ဆုံးဘာလုပ်ရမလဲဆိုလို့ရှိရင်အရင်ဆုံးလုပ်ရမယ့်အလုပ်ကတော့ဒါ study on previous work ပါပဲနော်သူများတွေလုပ်ထားတာတွေကိုလေ့လာရမယ်ဒါကိုတို့ကပုံမှန်အားဖြင့်စာအနေနဲ့ပြောရင်တော့ literature review လို့ပြောပါတယ်နော်ဒါကို literature review လို့ပြောပါတယ်အဲ့တော့ literature review ဆိုတော့ပုံမှန်အားဖြင့်ဟလာ thesis စာအုပ်တွေဖတ်တယ်နော်အထူးသဖြင့်တော့ဆရာတို့က paper တွေဖတ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ journal paper တွေ research paper တွေဖတ်တယ်ဘာဖြစ်လို့လဲလို့ပြောရင်စောစောကဆရာပြောလို့ပဲ journal paper တွေ conference paper တွေဆိုတာကကြစ်လစ်လစ်နဲ့ဒါရေးထားတာပေါ့နော် thesis တို့ဘာတို့ကြတော့သူကတိုင်းဝိုင်းပြီးရေးရတာဖြစ်တဲ့အတွက်လိုရင်းနည်းနည်းပဲရောက်တယ်ပေါ့နော်အဲ့တော့ဒီ journal တစ်စောင်ဆိုရင်ဒါ journal အဲ့ဒီတစ်စောင်ကိုဖတ်လိုက်တာ ਨੇ ဒါသူ့ရဲ့ဒီတနည်းအားဖြင့်ပြောရင်ဒီ academic goals တွေကဘာတွေလဲပေါ့နော် research goal တွေကဘာတွေလဲဆိုတာကိုတမ်းပြီးသိနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဆရာတို့ကဒီနေရာမှာ literature review လုပ်တဲ့နေရာမှာ paper တွေဖတ်ဖို့လိုတယ်ပေါ့အဲ့လိုဖတ်တဲ့အခါမှာအရင်ရေးကြည့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘယ်လိုစာပေမျိုးကိုဖတ်မှာလဲဘယ်လို paper မျိုးကိုဖတ်မှာလဲနော်အဲ့တော့ paper အကောင်းတွေကိုဘယ်လိုရှာရမလဲပေါ့နော်ဒါတွေကအရေးကြီးပါတယ်နော်အဲ့တော့ဖတ်တဲ့အခါမှာရောဘယ်လိုဖတ်မှာလဲပေါ့နော်ဘာတွေကိုယူပြီးဖတ်မှာလဲအဲ့စာရွက်တွေဟလာဒီ paper တွေကနေဘယ်လိုအချက်လက်တွေကိုကောက်နှုတ်ပြီးတော့ဖတ်မှာလဲဆိုတာဒါအရေးကြီးပါတယ်ပေါ့နော်အဲ့လိုပြီးပြီဆိုတော့မှဒါနောက်တစ်ခုကနောက်ထပ် cycle တစ်လုံးကဘာဖြစ်လာလဲဆိုတော့ဟလာ discover new finding ပေါ့အဲ့ဒီကနေပြီးတော့မှဆရာတို့က research gap လေးကိုရှာရတာပေါ့နော်ဒီအပိုင်းလေးဆိုလို့ရှိရင်ဟလာမလုပ်ထားတဲ့အပိုင်းလေးဘယ်အပိုင်းလေးကလိုအပ်နေတာလဲဘယ်အပိုင်းလေးကိုဟလာအကောင်းအောင်လုပ်လိုက်မှာလဲစသဖြင့်အဲ့ဒီ research hole လေးကိုရှာပြီးတဲ့အခါမှာဆရာတို့ကဆက်ပြီးတော့ဟလာကိုယ့်ရဲ့ finding တစ်ခုရအောင်ရှာရပါတယ်ပေါ့နော်အဲ့တော့ project လုပ်မယ်ဆိုရင်လည်းဒီလိုပဲကိုယ့်ရဲ့ idea လေးကိုဘယ်လိုပေါင်းထည့်ရမလဲဆိုတာကိုစဉ်းစားရမယ်ဒါဒီကိုယ့်ရဲ့ finding ဖြစ်ပါတယ်နော်အဲ့လိုလုပ်တဲ့အခါမှာတော့ဘာတွေလိုလာလဲဆိုတော့ model တွေလိုလာတယ်ဥမာဟလာ mathematical model တွေလိုလာတယ်တကယ်လို့မှကိုကအဲ့လိုမျိုးဟလာသင်္ချာနည်းအားဖြင့် modeling လုပ်ထားမျိုးတွေမရှိဘူးဆိုရင် empirical model တွေလိုလာတယ်ဘာဖြစ်လဲဟာအပြင်မှာတိုင်းတာမှုတွေလုပ်မယ် measurement တွေလုပ်မယ် design တွေလုပ်မယ်နော်အဲ့လိုမျိုးကိုယ့်ရဲ့ model တွေလိုလာတယ်နောက်တစ်ခုကတော့ method ပေါ့နော်ဟာလားဘယ်လို method တွေနဲ့လုပ်မှာလဲ procedure 1 2 3လေးတွေကိုကချမှတ်ပြီးလုပ်ကြည့်မယ်ပေါ့နော်နောက်တစ်ခုကတော့ hypothesis ပေါ့ဟာလားစာထဲမှာတော့အတိအကျမတွေ့ရဘူးသို့သောကိုယ့်ရဲ့ဟာလား experiment တွေလုပ်ရင်းနဲ့တွေးရှိချက်တွေတွေ့ရှိလာပြီဆိုရင်တော့ကိုကအဲ့ hypothesis တွေနဲ့ဒါကိုယ့်ရဲ့ hypothesis အသစ်တွေထွက်လာမယ်ဒါတနည်းအားဖြင့်ပြောရင်အကျမ်းတွေပေါ့နော်ကိုယ့်ရဲ့ idea အကျမ်းလေးတွေထွက်လာမယ်ဒါလေးတွေကိုတင်ပြရမယ်ပေါ့နော်အဲ့ဒါလေးတွေရလာပြီဆိုရင်တို့ကဘာလုပ်မလဲဆိုတော့အဲ့ဒီ model လေးတွေအဲ့ဒါလေးတွေကိုအသုံးချပြီးတဲ့အခါမှာ experiment လေးတွေလုပ်ရမယ်ဥပမာ project သမားတွေဆို B project သမားတွေဆိုကိုလုပ်လိုက်တဲ့ project လေးကိုဒါ experiment တွေလုပ်ရမယ်နော် experiment တွေလုပ်ပြီးတဲ့အခါမှာdata analysis လုပ်ပြရတယ်ဘာဖြစ်လို့လဲဆိုတော့ engineering ဟာလာဒီဘက်က science နဲ့ຫນွယ်တဲ့နော်ဘာသာရပ်တွေဆိုရင်ဒါတော့ data analyzing ညာအရင်ရေးကြည့်တယ်အဲ့တော့ data analyzing လုပ်တဲ့အခါမှာလဲတို့မှာတိုင်းတာတဲ့ pattern တွေရှိတယ်ဟာလာတကယ်ဟိုဘာတွေလဲဆိုဥပမာ standard deviation တို့ variance တို့စသဖြင့်ပေါ့နော်အဲ့ဒီဟာတွေနဲ့ like တိုင်းပြီးတဲ့အခါမှာကောင်းလားမကောင်းဘူးလားကိုယ့်ရဲ့ system ကဘာတွေလိုအပ်နေတာလဲလိုအပ်နေတယ်ဆိုရင်လည်းဘာကြောင့်လဲပေါ့စသဖြင့်ဒါပြန်ပြီးတော့စစ်ဆေးရတယ်နော်အဲ့တော့ကိုယ့်ရဲ့ finding ကိုဟာဒါလို့ဆိုရင်တခါထပ်ပြီးတော့ model တွေကို modify လုပ်ရတာတွေ hypothesis တွေကိုဖြည့်ရတာတွေ method တွေကိုပို့ပြီးတော့ကောင်းအောင်လုပ်ရတာတွေစသဖြင့်အဲ့ဒီမှာအချိန်အများကြီးပေးပြီးတော့လုပ်ကြရတယ်ပေါ့နော်အဲ့ဒီလိုမျိုးလုပ်နေရင်လည်းမှတခါထပ်ပြီးတော့ကိုကလိုအပ်တယ်ဆိုလို့ရှိရင်ဘာဆက်လုပ်ရလဲဆိုတော့ဟလာ study on previous work ပေါ့နော်အရင်လူတွေလုပ်ထားတဲ့ဟာတွေမှာဒီလိုတွေးရှိချက်တွေများရှိနေမလားဆိုပြန်ကြည့်ပြီးတော့တခါပြန်ပြီးတော့သူတို့တွေးရှိချက်တွေနဲ့နှိုင်းယှဉ်ပြီးတော့ analysis လုပ်ရတယ်အဲ့တော့ဒီ cycle သုံးလုံးကတော့ဒါ project လုပ်တဲ့သူပဲဖြစ်ဖြစ် master thesis လုပ်တဲ့လူပဲဖြစ်ဖြစ် PhD လုပ်တဲ့လူပဲဖြစ်ဖြစ်ဒါမဖြစ်မနေသိရမယ့်လူတွေဖြစ်ပါတယ်ပေါ့နော်ဒီအပိုင်းလေးတွေကိုလုပ်ရမှာဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့ရပြီနော်ဟာလာတို့ result တွေလည်းရလာပြီအလုပ်လုပ်ကိုင်လို့လည်းအဆင်ပြေသွားပြီဒါဟာလာတနည်းအားဖြင့်ပြောရင်
professor လည်းခွင့်ပြုပြီးသွားပြီဖက်ကနေပြီးတော့မှ academic ပေတာအနေနဲ့ထောက်တိုင်းပြီးတော့နော်ဟလာဒီ model ဟာလက်ခံနိုင်တဲ့ဒီအတိုင်းဝိုင်းမှာလက်ခံနိုင်တဲ့ model ဖြစ်တယ်ဒီ hypothesis ကဒီအတိုင်းဝိုင်းမှာလက်ခံနိုင်တဲ့ hypothesis ဖြစ်တယ်ဆိုတော့မှဆရာတို့ကဘာစလုပ်လဲဆိုတော့ publish လုပ်ဖို့ရအတွက် manuscript writing ကိုစရေးရတယ်နောက်တော့ paper တွေရေးရမယ် submission လုပ်မယ်ဒါကတော့ master thesis တွေ PhD thesis တွေအဲ့တော့ဒီမှာတို့ပြန်ပြီးတော့လေ့လာကြည့်အောင်ဒီမှာဆိုလို့ရှိရင်ဆရာတို့မြင်ရမှာဗာမြင်ရမလဲဆိုတော့ study on previous work နော်အရင်လူတွေလုပ်ထားတာတွေကိုလေ့လာရမယ်ပြီးတဲ့အခါမှာ literature review လုပ်ရမယ်ပြီးတဲ့အခါမှာဆရာတို့က model တွေ approach တွေ method တွေ hypothesis တွေเนาะဒါတွေကိုပြန်ပြီးတော့ဒါဖော်ထုတ်ရမယ်အဲ့ဒီကနေပြီးတော့တခါ experiment တွေလုပ်မယ်တခါထပ်ပြီးတော့ဒီ model တွေ approach တွေ method တွေကိုတခါပြန်ပြီးတော့မှ hypothesis တွေကိုထပ်ဖြည့်မယ်ဟာလာ finding ပြန်လုပ်မယ်เนาะဒါ tuning ပြန်လုပ်မယ်အဲ့ဒါပြီးတဲ့အခါမှာတခါထပ်ပြီးတော့လိုအပ်တယ်ဆိုရင်စာပြန်ဖတ်မယ်ပေါ့เนาะဒါဆိုရင်တော့မြင်ရပြီထင်ပါတယ်เนาะအဲ့တော့မြင်ရလားမြင်ရပါတယ်ဟောအေးဟုတ်ပြီနော်โอเคမြင်ရပါတယ်ဆရာကျေးဇူးတင်ပါတယ်เนาะကျေးဇူးတင်ပါတယ်โอเคအဲ့တော့နောက်တစ်ခုကတော့ဒါတွေပြီးသွားပြီဆိုတဲ့အခါကျတော့မှဒါ manuscript writing သွားမယ် paper submission တွေလုပ်မယ်ဒါ master အကြောင်းသားတွေအတွက်နောက်တစ်ခုကတော့ share impact ဆိုတာကိုယ့်ရဲ့ဒါเนาะဒီ impact factor တွေ ranking မြင့်တဲ့เนาะတနည်းအားဖြင့်ပြောရင် dissemination လုပ်တယ်ပေါ့เนาะလူတွေစီကိုဖြန့်ဝေတယ်ပေါ့အခုလိုမျိုး presentation တွေပေးတယ် conference တွေမှာသွားပြီးတော့မှ presentation တွေပေးတယ် journal တွေမှာ submit လုပ်တယ် thesis စာအုပ်တွေတင်တယ်ပေါ့ဒီ research cycle ကဒါဒီမှာရှိနေတဲ့ကျောင်းသူကျောင်းသားတိုင်းဒါသွားမယ်ကိစ္စဖြစ်ပါတယ်အဲ့တော့ research cycle ကိုကောင်းကောင်းနားလည်မှာ BE project တစ်ခုကိုဘယ်လိုလုပ်မှာလဲ ME thesis တစ်ခုကိုအစအလယ်ဆုံးဘယ်လိုလုပ်မှာလဲเนาะပြီးတဲ့မှာဒီဟလာဟို PhD thesis တစ်ခုကိုအစအလယ်ဆုံးဘယ်လိုလုပ်မလဲဆိုတဲ့အချက်တွေကိုကောင်းကောင်းနားလည်နိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒါကျောင်းသားတိုင်းရင်ဆိုင်ပြီးတော့ဒါဖြတ်တန်းရမယ့် cycle ဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့်ပြောရင် road map ဖြစ်ပါတယ်နော် road map ဖြစ်ပါတယ်ဒါကိုကြည့်ချင်းအပြင်ဒါဟိုကလေးတို့အနေနဲ့research ဆိုတာဘယ်လိုလုပ်ရတယ်เนาะဆိုတာဒါနားလည်လာပါလိမ့်မယ်เนาะ